တင်တခါလောက်စဉ်းစားဘူးလား Apple ထုတ်တဲ့ပစ္စည်းတိုင်းကဘာလို့ i စကလုံးနဲ့ပဲစတာလဲဥပမာ iPhone, iPad, iBook သူတို့ဘာလို့ i နဲ့ပဲစတာလဲ1998ခုနှစ်တုန်းက Steve Jobs Mac ကွန်ပျူတာကိုဖန်တီးခဲ့တော့က Mac ကွန်ပျူတာကိုဘာနာမည်ပေးရမလဲဆိုတာဆုံးဖြတ်လို့မရခဲ့ပါဘူးအတော်လေးစဉ်းစားခဲ့ပြီးနောက်ဆုံးမှာတော့ Macman လို့နာမည်ပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်ဒါပေမဲ့ Steve Jobs နဲ့အတူအလုပ်လုပ်နေတဲ့ဝန်ထမ်းတွေကတော့ဒီနာမည်ကကွန်ပျူတာနာမည်ထက် Super Hero နာမည်နဲ့ပူတူနေတယ်လို့ပြောကြပါတယ်အဲ့ဒီအချိန်မှာ Steve Jobs ရဲ့ဝန်ထမ်းတစ်ယောက်ဖြစ်တဲ့ Kenny Cycle က iMac ဆိုတဲ့နာမည်ကိုအကြံပြုခဲ့ပါတယ်အစပိုင်းမှာ Steve Jobs ကအဲ့ဒီနာမည်ကိုသဘောမတူခဲ့ပြီမယ်နောက်ပိုင်းတေချာစဉ်းစားပြီးတဲ့အခါ Macman နဲ့စာ iMac လို့နာမည်ပြောင်းဖို့ဆုံးဖြတ်ခဲ့ပါတယ်အဲ့ဒီအချိန်တုန်းကကွန်ပျူတာနဲ့အင်တာနက်ကအသစ်ဆန်ဆန်ဖြစ်နေသေးပြီး iMac ကအဲ့ဒီနှစ်ခုလုံးကိုပေါင်းစပ်ထားတဲ့ဆက်တစ်ခုဖြစ်ပါတယ် iMac ရဲ့အဓိပ္ပာယ်ကတော့ Internet Macintosh လို့အဓိပ္ပာယ်ရပါတယ် iMac ကအလွန်နာမည်ကြီးသွားခဲ့ပြီး i ဆိုတဲ့စကားလုံးကလူတွေရဲ့စိတ်ထဲမှာဆွဲလန်းစွာနေရာယူသွားခဲ့ပါတယ်အဲ့ဒီနောက်ပိုင်း Apple ကသူပစ္စည်းတွေကို i စကားလုံးနဲ့ပဲစတင်ထုတ်လာတာပါမိတ်ဆွေရောအခုဘယ်ဖုန်းကင်နေသေးလဲ comment မှာရေးခဲ့ကြပါဦးနော်နောက်ဗီဒီယိုမှာတွေ့ကြစို့ Thanks for watching